ရာကြီးလက်အုပ်ချပြီးနောက်ကညီညီလေးဆိုစမ်းပါအနန္ဒီကနေ့1338ခုနှစ်နယုံလဇန်9ရက်နေ့ညပြည်မြို့မှာ4ညမြောက်တရားပွဲနောက်ပိုင်းဇက်လန်းကြီးညာထားတာကမိဘခုံကြီးသားမတီဆိုတဲ့ဇက်လန်းဘုန်းကြီးဟောမှာဖြစ်ပါကျွတ်တို့သုံးလောကထွတ်ထားသဖြင့်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည်သာကာတိယနိတတ္တိသမောရမနာကရမဝသိထဘုဒ္ဓဇာနိတ္တသဥပါထဟိတုဒေဝနာမိန်ဒေနအဝိကဟိတာလို့ဒီအတိတ်ဇတ်ပေါင်းဒေသနာကိုမြတ်စွာဘုရားဟောကြားပါဘယ်လိုအကြောင်းဒီဟောသလဲမြတ်စွာဘုရားထံဖူးမြော်ကြတော့ရနောက်ကြတဲ့တကားတယောက်ကိုဘုရားကိုယ်တော်မြတ်အကြောင်းပြုဟောနောက်ကြဆိုတရားနာပိဋကဘုရားကိုယ်တော်မြတ်ထံသို့နေ့စဉ်နဲ့အမြဘုရားဖူးတရားနာလာနေကြတကားသည်ဒီကနေ့အခြေတော်နောက်ကြဘုရားကိုယ်တော်မြတ်ကတကားသင်္ဘနဲ့ကြောင့်ဒီကနေ့ငါဘုရားကြောင့်အရောက်နောက်ကြသလဲလို့ဆိုတော့မှန်လားပါဗျာဘုရားတပည့်တော်နောက်ကြခြင်းဒီတခြားမဟုတ်အိမ်ကမိမမလိမ္မာလို့တပည့်တော်နောက်ကြကြောင်းပါဗျာပိဿာကြီးကြောင်းအရောက်နောက်ကြတာမိမလိမ္မာလို့တယ်လားမလိမ္မာလို့တယ်လိမ္မာတော့ပါဗျာဟဲ့တကားတော့ဘယ်နဲ့ကြောင့်မလိမ္မာတာတော့မလိမ္မာဘုံကဘယ်လိုလုပ်ခဲ့လို့ဆိုတော့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်ဤမရသည်တပည့်တော်အားမိခင်ဖြစ်တဲ့မိဘများရဲ့အပေါ်မှာသူသည်မလိမ့်တမအကျင့်နေကျင့်နေပါဗျာရောက်ခမများကိုရန်လို့တော့ဗျာတပည့်တော်ပြောတဲ့စကားလဲနားမထောင်ဘူးဗျာနားမထောင်ရုံရန်လို့ရုံနဲ့မကအခုတော့တပည့်တော်မိဘများကိုမြတ်စွာဘုရားအိမ်မှနှင်ထုတ်ခိုင်းတော့ဗျာဟဲ့ဒါကတော့မင်းနှင်ထုတ်တာမှန်လားပါတပည့်တော်နှင်မထုတ်ဘူးဗျာအေးတော်သေးတာပေါ့ကွယ်မင်းအခုမှဒီဘဝကြမှာမိဘကိုနှင်မထုတ်တာတကားဟိုနောက်ဘဝတုန်းကမင်းဒီမိဘများကိုမယားစကားနားထောင်၍အိမ်မှထွက်သွားအောင်နှင်ထုတ်ခဲ့သည်မြတ်စွာဘုရားတပည့်တော်မိဘကိုအိမ်ကနှင်ထုတ်တဲ့အကြောင်းသိခြင်းလာပါသည်ဗျာဘုရားတပည့်တော်အားနောက်ဘဝကနှင်ထုတ်ခဲ့တဲ့အတိတ်ဇာတ်ကြောင့်ပြန်ပြောင်း၍ခေါ်ကြတော်မူပါဗျာလို့ဘုရားကိုရှောက်အဲ့ဒီတော့မှမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကအတ္တိတေပါရဏတိယအစရှိသဖြင့်ဟောလွန်လေပြီးတော့နောက်ဘဝလွန်လေပြီးတော့အခါဆိုတာကြာလှပြီပေါ့အတိတ်ဇာတ်ကြောင့်ဘုရားဟောဘာယာနာတိုင်းပြည်မှာဗေမရမင်းကြီးအုပ်ချုပ်စဉ်အခါဒေသဗာမင်းကြီးပါလေဗျမတမင်းကြီးအုပ်ချုပ်တဲ့အချိန်ခါမှာဘာယာနတိမြို့နဲ့မနီးမဝေးတောရွာကလေးတရွာရှိဒေသဘာရွာလေးပါလေတောရွာကလေးတရွာကအောင်တပြေရွာတဲ့ဟဲ့ဘာရွာတဲ့တို့ဘာယာနတိမြို့အနီးအောင်တပြေရွာဆိုတော့တို့ဟောဒီပြေမြို့ရဲ့အနီးအပန်းမှာရှိတဲ့ရွာကလေးတွေလို့နေမှာပေါ့လူပေါင်း1000ကျော်လောက်ရှိတဲ့အနဲ့အမေလှုပ်တဲ့လူကဒေါ်ဖွားနှစ်လို့ခေါ်သည်အမေကဘယ်လိုပါလဲသားကလေးလှုပ်တဲ့လူကမောင်ပန်းစီသားကဘယ်လိုတဲ့တို့လက်ချိုးရည်အတွက်မှာသားမိ2ယောက်ရှိဒေါ်ဖွားနှစ်နဲ့မောင်ပန်းစီလိမ္မာလိုက်တဲ့သားဟဲ့ငါညီများအတူယူကြကွသားရဲ့လူကလေးရဲ့လို့ခေါ်လိုက်ရဲ့မိမခေါ်တန်ကြားရင်နားဆွင့်နေသားမင်းတို့ခေလည်းနားဆွင့်ပါလေဒါပဲဒီဆွင့်ပုံချင်းကကွာတယ်ဘုလုံးကတော့အမေခေါ်တယ်ဘာခိုင်းမလို့လဲအမေအနာကိုငါသွားမယ်ခိုင်းတာလှုပ်ဖို့ဆွင့်အခုဆွင့်ပုံကဒီလိုမဟုတ်အမေခေါ်တယ်ဘာခိုင်းမလို့လဲပဲလစ်မလို့ဆွင့်ပုံချင်းမကွာဘူးလားတရားနာဒိဋ္ဌာကြည့်ဟဲ့ဟိုမှာနားဆွင့်
အပြေးကလေးသွားပြီးတော့10တောင်ကဖဏချုပ်ခဲ့သည်မိဘအနာကပ်ပြီးရှက်တိုက်မသိဘူးဟဲ့ဖဏကိုမှတ်ကြလူငယ်လေး10တောင်ကဖဏချုပ်ပြီးတော့ခါကလေးကိုင်းဝင်သည်မိဘရှိကြတော့လေဒူးကလေးတုတ်ထိုင်သည်ဘေးသားကြီးလိမ္မာတဲ့သားသမီးမိဘရှိဘယ်လိုလုပ်ထိုင်ဒူးတုတ်ထိုင်ရဟဲ့အတူယူစေခြင်းလုံးသင်္ကန်းစာပေးနေဒူးကလေးတုတ်ထိုင်နေသားသမီးတွေကြီးလုံးလိမ္မာလာတာကလည်းဘလို့ကြောင့်တုံးလို့ဆိုတော့ပုပ္ပါစရိယမိနှင့်ဖမိဘလိမ္မာမှလည်းသားသမီးလိမ္မာသည်ဒီသားမိဘလိမ္မာရင်သားသမီးမလိမ္မာဘူးလားမိဘဆုံးမရင်သားသမီးမလိမ္မာဘူးလားလိမ္မာပါရဲ့ဗျာတချို့သားသမီးမဆုံးမတော့ကိုသားသမီးကိုမနိုင်ဘူးဘယ်နိုင်မလို့ပြေးသားသမီးဆုံးမရထားလို့တချို့လည်းကိုမနိုင်ဘူးကိုဘယ်နိုင်မလို့ပြေးရိုင်းလာတာကိုရှင်းတော့ကများဖေပြန်လာတယ်ဆိုရင်သားသမီးတွေကအိမ်ကထွက်ကြည့်ဖေပြန်လာတယ်ဘာမုံဝဲခင်းလဲတို့အဝတ်ထဲတွေဘာဝဲခဲ့ပါလေထွက်ကြည့်ကြအဖေပြန်လာမုံစားရတယ်ခုခေတ်တော့ကလေးတွေလည်းအညွန့်မတက်ပါဘူးဟဲ့ဖေပြန်လာတယ်ကွာဖေကျွန်တော်တို့ကိုပါဘာလေးချုပ်တာတော့သူ့အဖေဖြစ်လာကုန်လည်းမြင်လိုက်တော့ကလေးစိတ်မကောင်းဘူးပဲစိတ်ကောင်းမလဲတရားနာပိသခေါင်းကိုပါလေးချုပ်တာတော့သူ့အဖေဖြစ်လာကုန်လည်းမြင်လိုက်တော့ကလေးစိတ်မကောင်းဘူးပဲစိတ်ကောင်းမလဲတရားနာပိသခေါင်းကစုပ်သွားအင်းကြီးတစားကပြုံးမဲ့ထွက်လို့ခဏကအိတ်ထောင်နေအော်ဖေပဲလို့ဖြစ်လာပါလိမ့်ခဏအိတ်ထောင်နဲ့ထဲလာတာမုံမှတ်လို့တောင်းဟိုကလည်းတရားနာပိသသားသမီးဆုံးမဖို့ဆိုတာဝေးရောကလေးတွေရှုပ်တာတုံးလို့တကကြောင်ပြေးကတ်တော့ဖခင်ပြန်လာလို့မှစိတ်မချမ်းသာတဲ့သားသမီးဘယ်နဲ့လို့အညွန့်တက်နိုင်ပါအောင်မတော့ရိုင်းလာတဲ့တကားတို့စေရနာပါပိသတဏှာလုံးလို့လူဘဝကြီးရခဲ့တယ်ဆိုတာလေကျုပ်ရှိပိုင်းကပြောခဲ့ပြီရလာတဲ့အချိန်ခါမှာတန်ဖိုးရှိအောင်နေစေခြင်းနဲ့ဒီဘဝကသေရင်နေရတုဂတိနဲ့နိဗ္ဗာန်မဲ့ဖို့ဆိုတာထားတော့အောက်ကိုမသွားဘဲနဲ့လူဘဝလေးကိုတောင်အပြန်ပြီးတော့အစားရဖို့ခရင်တဲ့ခိကာလပါလားမှန်လားပြိဿကြီးမှန်ပါဗျာဒါကြောင့်မိဘလိမ္မာမှာသားသမီးလိမ္မာတယ်မိဘတရားနာရင်လည်းသားသမီးတရားနာတဲ့ဝါဒနာရှိတယ်မိဘရုပ်ရှင်ကြည့်တော့သားသမီးရုပ်ရှင်ကြည့်တတ်တယ်လို့မိဘဇာကွဲသွားတော့လည်းသားသမီးဇာကွဲလိုက်တတ်သည်မိဘဥပုပ်ကျောင်းသွားတော့လည်းသားသမီးစောင့်တာမစောင့်တာအဘထားဘုန်းကြီးကျောင်းပါသွားတတ်သည်မိဘကဖယားနဲ့ဘုန်းကြီးရှ िख ိုးတော့ဒီကလေးကလည်းအတုလိုက်ပြီးတော့ရှ िख ိုးတတ်သည်ဒါကြောင့်မိဘများသည်ရှေးဥဆရာဖြစ်ခြင်းကြောင့်သားသမီးများဆုံးမကြပါကြည့်ဟိုမှာတရားနာပိသဒူးလေးတုတ်ထိုင်တဲ့ဘယ်လိုထိုင်တော့ဟဲ့မင်းတို့ခေအနေထိုင်မတတ်လုံးလို့မိဘကလည်းထိုင်မောထိုင်သူတို့ကရိုးရိုးမထိုင်ဘောင်းပေါ်တက်ထိုင်ကြည်တော့ကနန့်လေးဒီထက်မိဘလေပင်ဖက်လို့မိဘကသင်မလားအောင်မိတယ်အမေအာကဟာလေးတဲ့ငါလေပင်လာဖက်နောက်ထိတ်တက်မဲ့တော့မှလေပင်လည်းမကဘူးခင်ဗျားတို့မသင်လို့သားသမီးပဲပျက်စီးနေတာကြောင့်ကျွတ်တို့တိုက်ပြေမှများလာပါပြီဒူးလေးတုတ်ထိုင်လိမ္မာတဲ့သားမမေပါလေခင်ဗျာဩငါသားပြောစရာရှိလို့ငါသားလေးထိခုတဲ့ကိစ္စတနာတယ်သို့တော်လည်းအိမ်အောင်ချထားတဲ့ကိစ္စငါသားလေးတိုင်ပင်နေတာပြောလို့ဖြစ်သေးဘူးထင်ပါရဲ့ငါသားအမေကိုထိခုကျွေးရတာပင်မမှုလားသားရဲ့မမေကျွန်တော်မပင်မပါဘူးခင်ဗျအမေကိုလှုပ်ကျွေးပြီးတော့နေရတာပဲကျွန်တော်ကျင်တတ်လာပါပြီလိမ္မာရဲ့သားဟဲ့မနဲ့မိုးလင်းလို့ရှိရင်ငါပြိပုတ်လေးနဲ့ထမင်းထုတ်ဓမ္မတော်လေးခါထုတ်ပြီးတော့တောထဲမှာထင်းကုတ်ထွက်ရတဲ့ပန်းစီလိမ္မာလိုက်ပြန်လာတော့လေထင်းလေးတွေခုတ်ဖြတ်ခွဲစိတ်လို့ဝါယာနာမြို့ကြီးထင်းတစည်းကိုအသဗျာဓမြားစင်းနဲ့သွားရောင်းရရှာတဲ့မောင်ပန်းစီပင်မလိုက်တာထင်းခွေးတော့လေပန်းစီကြီးခတ်တော့လေပန်းစီမိမရဲ့ခြေရည်ပြုံရည်အလုပ်ထမင်းချက်တဲ့အလုပ်ကြပြန်တော့လေပန်းစီပင်မလို့အကြည့်တော့မိဘစိတ်ထဲသာသမီစင်စီမြင်းညာနာမြင်ရင်တော့ဆင်းနေမြင်းကနာပဲမြင်ရင်လေဒါကြောင့်သားလေးဆင်းရတာကိုကြည့်ပြီးတော့သားရဲ့ပန်းစီရဲ့လူကလေးမမေဘာပြောစရာရှိတယ်လဲခင်ဗျာပြောစရာရှိဆိုငါသားကြီးပင်မလို့သားရဲ့မင်းလို့စအမေမျိုးလို့မကြပါဘူးငါသားကြီးဆင်းရဲလုံးလို့ငါသားကြီးကိုလေကူအောင်လောင်မဲ့ရအောင်အိမ်အောင်ချထားဖို့အမေစီစဉ်နေသားရဲ့
ပန်းစီလေးကဆက်ကနေဆိုမျက်နှာလေးမော့မမေဘယ်လိုပြောလိုက်တာတော့အော်ငါတော့မိမပေးစားမလို့လေမမေဘယ်လိုပြောရတာလို့ကျွန်တော်မိမမယူရသေးနဲ့အမေလောက်ကျွေးနေရတာပဲကျွန်တော်စိတ်ချမ်းသာလာပါပြီပျော်လေးပျော်ပါတယ်မေကျွန်တော်စိတ်မဆင်းရဲပါဘူးအမေကျွန်တော်လှုပ်ကျွေးနေတာအမေစိတ်မချမ်းသာလို့လားမေရဲ့မဟုတ်ပါဘူးသားရဲ့သားလှုပ်ကျွေးတာအမေစိတ်ချမ်းသာတာပေါ့ဒါပေမဲ့လို့အမေကငါသားကြီးလှုပ်ကျွေးနေတော့အမေကလည်းပဲဦးမင်းမစွမ်းဖြစ်လာပြီမဟုတ်လားအမေနေမကောင်းတော့ငါသားကြီးပြုစုနိုင်ပေမဲ့လို့သားရဲ့ပန်းစီရဲ့ငါသားနေမကောင်းရင်ငါသားလေးဒုက္ခဖြစ်လိမ့်မယ်သားရဲ့တောင်ဝင်းလဲတော့ဖို့သူတော့ထူနိုင်တယ်ဖို့သူတော့လဲတော့တောင်ဝင်းမထူနိုင်ဆိုသလိုငါသားကြီးမကြမ်းမမှဖြစ်ရင်ခက်ကြရင်မဲသားရဲ့ဒါကြောင့်ငါသားကြီးကူဝန်းလောင်ဘက်မှာရပါစေတော့စိတ်ချမ်းသာမှုမှရှိပါစေတော့လို့ငါသားကိုအမေအိမ်အောင်ချထားဖို့စီစဉ်တာသားရဲ့စိတ်ကူးမလွဲပါနဲ့မေကျွန်တော်မဆင်းရဲပါဘူးကျွန်တော်မိမမယူပါရစေနဲ့ကျွန်တော်မိမယူလို့ရှိရင်အမေဒုက္ခဖြစ်ပါလိမ့်မယ်ခင်ဗျာလိမ္မာတဲ့သားဟိအမေမိမကချွေးမကအမေကိုကျွန်တော်လောက်ချစ်မတယ်လားကျွန်တော်လောက်ကျင်နာမတယ်လားအမေရဲ့ချွေးမဆိုတာသားနဲ့ဆက်မတော်ရတာပါခင်ဗျာတနေ့ကျတော့ချွေးမကအမေကိုကျွန်တော်လောက်ကယူဆိုင်မှာမဟုတ်ဘူးအမေများသောအဖြစ်ချွေးမဆိုတာမကောင်းတဲ့ချွေးမကများပါတယ်ဒါကြောင့်ကျွန်တော်မိမယူရင်မလိမ့်မတဲ့ချွေးမတွေ့ရင်အမေမျက်ရည်နဲ့ဒူးနဲ့တုတ်ရပါလိမ့်မယ်ခင်ဗျာငါထောင်စားဟဲ့ငါညင်ညာထမများမိဘကပေးစားမလို့တိုင်မင်နာတောင်ရှိတုန်းကညင်းကြပါဟဲ့တို့ငယ်ငယ်တုန်းကကိုအသက်20မပြည့်အိမ်တော်မပြုတ်ဘူးဆိုတဲ့လူတွေအသက်20မပြည့်ခင်တော့အမေတို့လှုပ်ကြွေးမယ်တဲ့ဗျအိမ်တော်ပြုတ်ဖို့စိတ်ကူးမရှိဘူးသူများတိုက်တွန်းလည်းမရဘူးမိဘပြောလည်းမရဘူးအခုတော့ကွယ်14နှစ်ဆိုလိုက်ကြည့်ဘယ်လိုဟာဒီမှလည်းမသိဘူးမောင်တာနဲ့မပတာအားကြအထုပ်ပိုးနဲ့လမ်းမွေကိုက်မှတော့မရှိဘူးလိုက်ရှင်တာတော့ကြည့်ကြပါဟဲ့ဒါကြောင့်တရားနာပရိသတ်ကြီးအခုခေတ်ကာလငယ်ငယ်ရွယ်ရွယ်နဲ့ဒုက္ခဖြစ်ကြပါသည်သလဲဝင်ဖင်မမဲခင်လေပြောကြကြားကြတဲ့အတိုင်းပေါ့ကြည့်တရားနာပရိသတ်ကြီးမိဘတိုင်မင်နာတောင်ညင်းပြီးအခုညင်းနေရလားပရိသတ်ညင်းပါဘူးမိဘတိုင်မင်သူတို့ရှိပြီးကုန်ဖြစ်ပြီးကုန်များတာဖေးတဲ့မမေးတဲ့ကျွန်တော်တို့ချစ်ချင်းခွဲပါနဲ့တဲ့ကျမတို့ချစ်ချင်းခွဲပါနဲ့တဲ့ဟိုသမီးစားလည်းမကလင်မယားလည်းမကြောက်လောက်ကုန်သူတို့ခေတ်ကြမှာဒါတွေပေါ်လာရှင်းတော့မှမိဘတိုင်မင်နာတောင်းမှမယူကြဒီထဲပြန်တရားနာပြည်သားကြီးရှင်းတော့ကအိမ်တော်ပြုကြတော့မယ်ဆိုရင်ယူရကြယောက်ျားများကလည်းမိန်းမယူရယူတယ်မိန်းမများကလည်းယောက်ျားယူရယူကြညတိုင်ညစကထာလေးတွေနဲ့ပညာစမ်းကြလာသာကညခါဖို့ကွယ်တို့တော်ဒေသဝိုင်းဖွဲ့ပြီးတော့တလင်းပြင်မှာစကထာဖွဲ့ကြတိုက်ထဲကြက်ချီယာတာတာနဲ့တေးသေးတဲ့ယောက်ျားလေးကမဖော်နိုင်တော့ပန်းပေးတိုက်ငါဖုံးမေးတဲ့တိုက်ထဲကြက်ချီယာတာတာနဲ့တေးသေးတဲ့အမမင်းရှိလို့မောင်လာတဲပါကွယ်ကွမ်းဆေးတဲ့ဟိုတုန်းကစကထာဖွဲ့ကြအတောင်တရားမွေးတွင်းမှာခွေတနေ့လက်တသိကျမသက်ကကြီးဟိုတုန်းကလာသာသာမှာဟဲ့ယောက်ျားလေးကိုမိန်းမပြိုလေးတွေထိုင်ပြီးတော့စကထာဖွဲ့ကြအခုခေတ်တော့ကွာလာသာသာများထိုင်ပြီးယောက်ျားမျိုးမိန်းမပြိုလေးတွေဖွဲ့လိုက်ရလို့ကတော့ဘာပြောကောင်းမလဲဘာမှကိုပြောကောင်းမှာမဟုတ်ပါဘူးအဆုံးကုန်မခံတဲ့ခေတ်မဆုံးလိုက်နဲ့ဆုံးလိုက်ရင်ကုန်တာပဲကုန်တာပဲကွရှင်းတော့ကလည်းမတူကြတော့ဘူးမှန်လားပြိဿကြီးကြည့်တရားနာပြိဿကြီးအခုမိဘကတိုင်မင်တာတောင်းမှကျွန်တော်မယူပါရသေးနဲ့အဲ့ဒါလို့ပြောပြီးတရားနာပြိဿနေလိုက်ရှာတော့အမေလည်းစိတ်မချမ်းသာဘူးပေါ့နောက်မင်းလောက်ပြီးထင်တော့ခေါ်ပြောဘယ်နဲ့တော့သားရင်အမေပြောတာတစ်ချိန်ပြောရသေးဘူးနှစ်ချိန်ပြောမရသေးဘူးဒါပေမဲ့လို့ပန်းစီနဲ့စဉ်းစားအော်အမေကအိမ်တော်ပြုတ်တဲ့ချင်းနဲ့မိဘများဆိုတာသားသမီးမှားတဲ့လမ်းတော့ပို့မထင်ပါဘူးနောက်တစ်ကြရဘူးငါကြောင့်အမေမျက်ရည်ကြရဲ့ပဲအညွန့်တက်နိုင်ပါမလားကွယ်ရှင်းတော့ကမိဘမျက်ရည်ကြမှာကြောက်တဲ့ဟဲ့ဒေသကြီးရှင်းတော့ကမိဘမျက်ရည်ကြမှာမကြောက်ဘူးလားမှန်ပါရဲ့ဗျာခု
ခုခေတ်ကြောက်သေးလားဟဲ့ကြောက်ပါဘူးငါသားဒီလမ်းသွားနေသွားတယ်ကြည့်နေရငါသမီးဒီလုံးမလုံးတဲ့ဆိုလောက်တင်လို့လောက်တယ်မမပြောရဘူးဘယ်မပြောရမလို့မပြောလဲရှိတဲ့လက်ဝဲလက်စားယူပြီးထွက်သွားတယ်ဒီထက်ဘာပြောသေးတော့ကိုပစ္စည်းတော့ကိုအကုန်ယူသွားမှာမိဘဝယ်ပေးတဲ့ပစ္စည်းသူတို့ပစ္စည်းကြလို့လူလုံးကြီးတောင်ဘယ်သူကလူဖြစ်အောင်ငွေထုတ်ဒါကိုပစ္စည်းကိုအကုန်ယူသွားမှာအိမ်ကဆင်းသွားမွဲလို့ငတ်တော့ပြန်လာကြွေးရတာပဲဟဲ့မိဘကရေးစည်းသားရှိတယ်ရေးစားမရှိသာသမီတစ်ချိတ်ကိုမိဘနှစ်ယောက်ကဝအောင်လုပ်ကြွေးနိုင်သည်မိဘနှစ်ပါးကိုသာသမီတစ်ချိတ်ကဝအောင်လုပ်မကြွေးနိုင်တာလားမဟုတ်ဘူးမကြွေးလို့ကြွေးရလားပြိဿကြွေးပါဘူးအိမ်တောင်နယ်ဘဝရောက်တောင်ကိုယ်အိမ်ဟင်းကောင်းချက်တော့တစ်ခွက်ပို့ဖို့သတိမရပါကိုယ်အိမ်ဟင်းမကောင်းလို့အမေတို့အိမ်ဝက်သားချက်တယ်ဆိုတော့ပကံများနဲ့ထမင်းထည့်ပြီးသွားနှိုက်ကြတော့မိဘလှုပ်ကြွေးဖို့စိတ်ဓာတ်ကတဲနဲ့မိုးခေါင်တော့ခေါင်တယ်လဲမမှန်းတော့မမှန်ဘူးတဲ့ဒါကြောင့်ဝယ်တော့ငါကြီးများနှမများဒီလိုတရားဝဲကြီးလာရတာဒီသင်္ကန်းသားတွေယူသေးခြင်းလုံးလို့ကြည့်ဟဲ့လိမ္မာတဲ့သားလေးအမေမျက်ရည်ကြောက်မှာကြောက်အမေမျက်ရည်မကြရဘူးနဲ့နောက်တစ်ချိန်ခေါ်ပြီးတော့အမေလို့သူကအားရဲ့ပန်းစီရဲ့လူကလေးရဲ့လို့ခေါ်တော့အမေရှိသူလေးတုတ်ထိုင်မမေကျွန်တော်နားထောင်နေတယ်ပြောပါမေရဲ့ဒီလိုသားရဲ့ငါသားအိမ်တော်ပြုတ်ဖို့အမေတန်တဲ့သူ၃ချိန်ရှိပြီနော်ဟုတ်ကဲ့မမေစိတ်ချမ်းသာထားပါတော့အမေပြုတ်တဲ့ခြင်းနဲ့အိမ်တော်အမေစိတ်ချမ်းသာအောင်ကျွန်တော်ပြုတ်ပါတော့မယ်ရေးသားကြီးအိမ်တော်ပြုတ်ပါတော့မယ်လို့လည်းဂတိပေးလိုက်ရောတော့ခွားနှစ်ကြီးအလုံများပါဟဲ့ရေးသားကြီးတော့ခွားနှစ်ကြီးပါများတော့ဘာအလုံတုံးဟဲ့ရှာတဲ့အလုံဖွားကြီးတွေရှာဦးသားနဲ့အရာထဲအမေကျုပ်သားလေးကသဘောကောင်းပါလေစကားပြောလဲချင်းကမ်းပါတယ်တဲ့အလုတ်သွဲလဲတော်တို့မြင်တဲ့တိုင်းပါတဲ့ဒါကြောင့်တော်သမီးလေးနဲ့တော်တယ်ထင်လို့စကုန်ပြီတချို့မိန်းကလေးတွေကြတော့ဘာပြောတော့ဟိုကျွတ်တို့အိမ်သားကောင်လေးကလေချစ်လို့ယူထားတဲ့သူမယားကိုကျွေးလိုက်တော့ရိုက်တယ်ကျုပ်သမီးအဲ့ဒီလိုကောင်နဲ့တွေ့မှဆိုလို့တော်သားလေးတော့ရိုးတယ်ထင်လို့စကုန်ပြီအရာထဲလျှောက်ဆက်လို့အာမရဥပုပ်ချောင်းလိုက်ဆက်ပြောပြီးကြောင်းကြသူသားလေးနဲ့ဘသူသမီးလေးကဘယ်တော့တဲ့နေတီဝိုင်းအငိမ့်နေတောင်ပါတယ်ဝက်သားကျွေးတယ်အော်သူတို့ကတော့ဖက်နေပါလေလက်ထဲကစိတ်ပလီကြီးကမြင်ချောင်းချောင်းမရရပဲပြောပါတယ်ဒီမျိုးပြောတာမဟုတ်ပါဘူးဒီတော့ရှိမထင်ပါဘူးကဲကြည့်တရားနာပြိဿကြီးအဲ့ဒီလိုခင်ဗျားတို့အလုံများရတယ်လို့ချွေးမရှာတဲ့အလုံများပြီပြိဿရှောက်ရှာလိုက်တာပြိဿကြီးတွေ့ပြီဆိုကြပါစို့ကလေးမလေးရိုးရိုးသားသားပါပဲရိုးရိုးသားသားပါပဲတရားနာပြိဿကလေးမလေးနာမည်ကမပွေလီတဲ့ဒါကြီးကောင်မလေးနာမည်ဘယ်သူလဲတော့မှတ်ထားဟဲ့ငါနှမများပွေလီနဲ့ရွှေမျိုးမတော်ကြနဲ့ငါပွေလီချောင်းတန်းတည်းပြောပြအောင်ကလေးမလေးကနာမည်ရင်းကမလှလှရုပ်ကလေးလှလို့မိဘပွေးထားတာလှလှတယ်ဒါပေမဲ့လို့ကလေးမလေးကရုပ်လှတဲ့လောက်စိတ်မလှဘူးဟဲ့ဒီအိမ်ငါတဲ့ဟိုအိမ်ဖို့ဟိုအိမ်ငါတဲ့ဒီအိမ်ဖို့ဟိုကာလာသားလေးနဲ့တမျိုးဒီကာလာသားလေးနဲ့တဖုံရေယူတဲ့မြန်လေးဟဲ့ပွေလီမနမိုးလေးအိမ်ပေါင်းစီရောက်ပြီးပြီတော်မီးရှုံမီးနဲ့ရှုံလုံးပွေလုံးလို့မိဘပေးတဲ့လှလှဆိုတဲ့နာမည်ပြောက်ပြီးတော့လက်ဖက်ထုံနဲ့ပြင်မမတက်ရဘဲနဲ့ပွေလီဆိုတဲ့ရက်ကရွာကပေးတဲ့နာမည်ကကောက်ရတယ်လို့ပေါ်လာသည်မဟဲ့ပွေလီကြောင့်ဒီလောက်ပြောသိရောပေါ့ဘယ်လိုသမီးလေးဖြင့်လိမ်မာလိုက်တာဆိုရင်နင်တို့မိဘများပြုံနဲ့ခုံယူခြင်းကြလုံးလို့မလေးဘသူသမီးလေးကဖြစ်လေမျက်စိနဲ့ကြည့်လို့မရဘူးငစင်တိုင်းဝင်စုတဲ့အတိုင်းပဲအဲ့ဒါလိုအကြိတ်ခံရတဲ့ခလင်းမလေးရဲ့မိခင်ဖခင်နေဆိုတာဘယ်စိတ်ချမ်းသာလိမ့်မလို့မှန်ရပြည့်သားကြီးလိမ်မာစေခြင်းလုံးလို့ဟဲ့ကြည့်ပွေလီမပွေလီတွေ့လဲလာရောတူတူပြောကြပါစို့တရားနာပြည့်သားမင်္ဂလာဆောင်တီးဝိုင်းနေပါလေလုံနေပါနဲ့ကိုင်းပန်းစီနဲ့ပေးစားလိုက်ရောရသွားပါလားပြည့်သားကြီးမောင်ပန်းစီကခံရိုးမပွေလီကခတ်ဆန်းဆန်းရှိပဲလို့စခန်းသွားမယ်ဆိုတာဆယ်နာထောင်ဟဲ့နေလာခဲ့တာချစ်လိုက်တာရကားစားချစ်ကြတော့နံပါတ်လေးတောင်ဖျားဆုပ်ခေါ်ကြခင်ဗျားတို့မျိုးသူမျိုးသားတွေလို့ပေါ့ခင်ဗျားတို့လည်းချစ်တော့ဖျားဆုပ်ခေါ်ကြခ
ခင်ခင်တို့ရင်းရင်းတို့တင်းတင်းတို့ကိုကိုတို့ချိုချိုတို့မောင်မောင်တို့ခင်ဗျားတို့ခေါ်တယ်လို့ပေါ့ရှင်းလို့တော့မောင်ပန်းစီကလည်းမပွေလေးကိုခေါ်လိုက်တာကလီလီပြေးတာကြီးဘယ်လိုခေါ်လိုက်မပွေလေးကလည်းမောင်ပန်းစီကိုခေါ်ပြန်တော့ဟုတ်တယ်ဟေးလီလီနဲ့စီစီဒီလိုမှကြိုက်တော့မှာပေါ့ဒီလိုလီလီနဲ့စီစီချစ်ကြခင်ညာနေပြီးတော့လာခဲ့ကြအိမ်တော်ရင်းများဟေးဆန်တပင်တင်းချစ်ချင်းမရမျက်စပ်ပိုးဝင်ဆိုတာဒီဩဒကမတွေဆံမင်နဲ့နေတာသိပါတယ်ဆံမင်ထုံးထားတာညီရင်ကိစ္စမရှိဘူးအဲ့ဒီတပင်နဲ့မြန်တင်းနေပြီဆိုရင်အတော်နေရက်ခက်မျက်စပ်ပိုးဝင်နဲ့မျက်စိထဲမြန်ပိုးကောင်ဝင်တဲ့အခြေသိပါတယ်လေဒါကြောင့်ဖြစ်နေတဲ့မရရှင်နေတဲ့လင်ဆိုတာတယောက်တော့သူနဲ့များတရားနာပရိသတ်ကြီးကိုမျက်စိအောင်အမြင်မတော်တွေးလိုက်မြင်လိုက်ကြားလိုက်ရရင်ဟောအဲ့ဒီဆန်တပင်တင်မျက်စပ်ပိုးဝင်တဲ့ကဲ့သို့အင်မတန်အခမ်းရခဲ့ကြတဲ့အိမ်တော်ရဲ့တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်နေကြမယ်ဆိုရင်ဖြင့်တာယာဘူးလားပရိသတ်ကြီးတာယာတော့ပေါ့ကြည့်အခုသူတို့ချစ်ကြခင်ကြကျင်နာစဆိုတော့မောင်ပန်းစီလေးတရားနာပရိသတ်တော်တဲ့ထင်ကုန်သွားထင်စီလေးထမ်းပြီးကိ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 နဲ့ပြန်အလားမပွေလီကတနခါပါမှလိမ့်လို့အိမ်တိုင်းကလေးမှီဆောင်မောင်ပန်းစီတော်တဲ့ကပြန်လာတော့ပြည့်ပြီးတော့ထင်းစီကလေးကူချမောင်ပန်းစီပဲလိုပင်တော်တဲ့ကမောလာပေမဲ့ပြုံးနဲ့ထွက်ကြိုးတဲ့မပွေလီရဲ့မျက်နှာမြင်လိုက်တော့အမောပြေတဲ့ပြိဿာကြီးမောင်ပန်းစီအမောမပြေဘူးလားပြေရောပေါ့မြင်နာကိုမြင်နာမမြင်ရအမောမပြေဘူးတကားတွေသိပါတယ်တချို့အိမ်ကမိန်းမတွေကထွက်လဲနေရောခွေးရိုက်ကြောင်ရိုက်အိမ်ကမသားရနေတာပဲတွေ့ချင်တာမတွေ့ရလို့အမောမပြေဘူးဒါကြောင့်ဒကမတွေလည်းထွက်လဲမနေကြနဲ့ပြန်လာရင်ကြိုကြအိမ်ကြီးလေးဖြစ်တော့ကိုချုံပေါ့လေချွေးလေးဖြစ်တော့သုတ်ပေးပေါ့တင်ကြမလို့ပါဘူးမျိုးသူမျိုးသားတွေကကြုတ်တယ်ကြောရင်ကြောနေမှာပါကဲရှိသေးတော့လေရုပ်ရှင်တွေပြဇာတ်တွေကြည့်နေမှာတော့ကျုပ်တို့ကကူးကြိုရုံခိုင်းတာခင်ဗျားတို့ကပြေးဖက်မဲ့အစားတွေဆိုတော့ကျုပ်ပြောလည်းများနေမှာပဲတရားနာပြေးတာရှေ့တာဆက်ကြစို့မှန်လားတရားနာပြေးတာကြီးကဲကြည့်ဟဲ့အခုအမောပြေးတဲ့ဒါကြောင့်ဒကမတွေကိုလည်းကျုံနည်းနည်းတော့မှားခဲ့ကြည့်လူလည်းလောက်တယ်တော့မအောင်မင်းနဲ့နည်းနည်းလောက်လုံးမလို့ဟုတ်တယ်မိမများအပြော့တက်ရတယ်အပြော့ကောင်းတော့အထောင်းသက်တာတဲ့မှတ်တယ်နော်အပြော့ကောင်းတော့အထောင်းသက်တာတဲ့ဗျရှင်းတော့ကမိမများအပြော့ကောင်းတော့ရိုက်မဲ့ဒုတ်တောင်ရေမုံရိုးဖြစ်သည်ပြင်းတဲ့ရိုက်မဲ့ဒုတ်ပါဖြစ်သွားတယ်ဘာဖြစ်လို့အပြော့ကောင်းလို့မြုံလာရှင်းတော့ကရွာတူရွာမှာယောက်ျားတွေကထင်းကုတ်ထွက်မိမတို့ကညနေပိုင်းကျတော့တနခါပန်းမှလိမ့်ပြီးတော့ရွာဦးထိတ်ကညောင်မင်းကြီးထွက်ကြကြသည်လာကြဟဲ့ထို့လင်သားတွေပြန်လာချိန်ဒီပဲလို့ရွာဦးထိတ်ကညောင်မင်းကြီးထွက်ကြကြသည်ညောင်မင်းကြီးရောက်တော့မောင်မင်းကြီးသားများထင်းစီတွေထမ်းလို့ကဲနဲ့ပြန်အလားဟောလေပခုံးဟောကထင်းစီလေးခေါင်းဟောပြောင်းလို့သူ့အတွဲလေးနဲ့သူပြုံနဲ့အမောကိုပြေးလို့တနေ့တည်းကြတော့တရားနာပြိဿအပြောကောင်းတဲ့မိန်းမကလားမကြိုဘူးတဲ့မြို့လားမကြိုတော့ဟိုလူဘက်နေတာပေါ့ကြည့်စမ်းသူများတွေကြိုတယ်ဒီမိန်းမမကြိုဘူးသူရသေးတာပေါ့ပြီးမယ်နဲ့တော့ကျင်းတော့ကျင်းပြီလို့ဘာသိမယ်တော့ပြောတတ်ဘူးအေးမင်းတို့သွားနေကြကွာငါနောက်မှလိုက်ခဲ့ရှက်နဲ့ထင်းစီနာထင်းစီညောင်မင်းကြီးနာချပြီးတော့တရားနာပြေတာပါလာတဲ့ဓမ္မတိုလေးနှုတ်ဒုတ်စိမ့်လေးတစ်ချောင်းခုတ်ထင်းကြောက်စီလေးတဲ့ထိုးအိမ်ကြရိုက်မယ်ဗျဒါသိမယ်ပြောတာပါရိုက်မယ်မိမချင်းဆိုတော့လေဟိုမိမတွေကကိုချင်းစားတယ်ဟေးညီသွားကြိုသေးဘူးလားအေးညီယောက်ျားတော့ဒုက္ခုနေရတာပြင်းနေလားမကြိုလို့ညီရောရိုက်တော့မယ်ထင်တယ်အပြောကောင်းတဲ့မိမကဘာပြောတော့ကိစ္စရှိပါဝေးတဲ့ဒီကောင်ကြီးတော့အပြောပါတယ်ငါနိုင်ပါတယ်တဲ့အပြောကောင်းတဲ့မိမကကြိုဘူးဟိုကပြန်လာပြီးထင်းစီထမ်းလို့အလေးရွာလဲကမကြီးပင်ကြီးကြတွေ့ကောင်းပါရဲ့သူကထင်တော့မကြီးပင်ကြီးလည်းမတွေ့ဘူးအလေးနဲ့အိမ်တော်သုံးယောက်ကြတွေ့ကောင်းပါရဲ့ထင်တော့တွေ့ဘူးအိမ်ဝင်းနဲ့ဝင်လို့50လှမ်းလဲရောက်ရောမိမကမိမှုတဲကလှမ်းကြည့်လိုက်ဟောမောင်မင်းကြီးသားတို့မျက်နှာကြီးသုံးပုံပြီးပြန်လာပြီးငါတို့ရိုက်တော့မှာမဖြစ်ဘူးငါတက်တယ်လို့တော့ပြောမှာပြန်လာပြီးတိုက်ကြီးငါကမျက်နှာအိုးမရှိပါဘူးထမင်းဥခင်ကအိုးမဲတွေမျက်နှာဆွဲတော့ထုံထားတဲ့ဆောင်းမင်းဖြီချထမင်းစုံတော့ဆွဲပြီးထွက်ပြေးလာဟောကြည်သားမင်းတော့တောင်းပြန်လာပြီကျုပ်လေရွာပြင်မဲ့ထီအောင်ထွက်ပြီးတော့ကြိုနေတာဟိုလေကြည်သားမအိုးရေကမချိုရမူကမချိုရသနာခါမလိမ့်ပန်းမပါရမျက်နှာအိုးမဲတွေထင်ပါရဲ့တုတ်ထားတာနော်ရှင်ကြိတ်တက်တဲ့ကျဟင်းကားစီကလည်းချက်လို့မပြီးသေးလို့တော့သမီးလေးကလည်းလေပခက်ထဲကဒိအီနဲ့ပေးကျုပ်
ကူချမယ်ဆိုတော့ဒုက္ခလာတဲ့လူကြီးကဘာပြောလို့ခုမှတော့နေပါလေတော့ကွာဒါနဲ့ထင်းစည်းကြီးချကျန်းစင်မှာဝိုးမနဲ့ပြစ်ထိုင်လိုက်စိတ်ဆိုးနေတဲ့လင်သားပြစ်မထားရဘူးဒကမကြီးဟိုမှာကြည့်အနန္တကပုသိပုတ္တနဲ့ကြည်သားတော့ချွေးတွေတုပ်ပေးဟင်ခေါင်းနဲ့ဆူးတွေညှိလို့ပါလားအော်ပခုံးကဆူးကြည့်ကြလေးကလည်းကွေးစားတောင်မပြောက်သေးဘူးလက်မလေးနဲ့ဒလွေးလေးနဲ့ဆွနှိပ်ပေးမှတ်ထားနော်စိတ်ဆိုးတဲ့လင်သားတွေပြစ်မထားနဲ့အနာကကြဆိုသည်ပြောတော့မှမပြောတာဖဲနဲ့သွားကလို့ကန်ချိုးရုပ်တာမဟုတ်ဘူးဟုတ်တယ်အပြောက်ကောင်းမှဖြစ်တယ်ဆိုမှကြည့်တရားနာပြိဿချွေတွေသားနဲ့တုပ်ပေးလို့တရားနာပြိဿအမောလေးပြေလောက်အောင်ပြောတော့ပေါ့လေတော်ပြီထင်ခုတ်တဲ့အလုပ်ဆိုတာနေဘူးခေါင်းကြီးသိပ်ပင်မနာကျုပ်ကအိမ်ကကလေးတွေနဲ့မဖြစ်လို့နေခရတာတော့တော်ပြီမနေ့ဖြစ်နေကြရင်တော့တော်အိမ်ထဲနေကျုပ်ကိုယ်တိုင်ထွက်ခုံမယ်ဒါမဲ့လူကြီးကဘာပြောတော့ဘယ်ပြမလို့ကွာမင်းနေရဘူးနဲ့ဟေးဒုက္ခလာတဲ့လူကြီးကဘယ်ပြမတော့နေရဘူးနဲ့မရိုက်မှန်းလဲသိရောပရိသတ်ဘုံမိမတွေပြောလို့ဒုက္ခထားသိသားပဲမသိကြအောင်ဆောင်ပြီးတော့ခင်းစင်းသားပြေးဟောကြည်စားတော့လေထင်းရောက်စီတဲ့ဒုက္ခစင်းလေးတစ်ချောင်းထူးထူးဆန်းဆန်းခုတ်လာတော့ဘာလို့ဖို့ပါလဲအပြောင်းကကောင်းထားတော့ဟိုလူကြီးကရိုက်မဲ့လူကြီးကဘာပြောတော့အာမမင်းမသိဘူးလားကွာအိမ်ကြီးမို့ရိုးချိုးနေဟာရှင်းမို့ရိုးလှုပ်ဖို့ခုတ်လာတာတဲ့ပရိသတ်ကြီးအပြောင်းကောင်းတော့ရိုက်မဲ့တော့ဘာဖြစ်သွားလဲဒီထိုင်တရားနာပရိသတ်ကြီးလင်လုံးတဲ့လူကရေချိုးသွားတော့တော်လေချွေးတန်းနေရေမိုးချိုးကြည့်ဦးမလားအေးအရေချိုးသွားအော်တော့ရေချိုးသွားတော့ဟိုလက်ကြည့်ဖြစ်ရေဦးလေးတစ်လုံးဆွဲသွားပါလားဆိုရိုက်မဲ့လူကြီးကဝေဟာအမလေးမရိုက်တဲ့ပြင်ထင်းခွေရာကအပြန်ရေအိုးတစ်လုံးတောင်အခက်ခိုင်းနိုင်ပါသေးသည်အိမ်ရှင်မတို့လူလည်းလောက်ပါအောင်မယ်လို့ပြောတာပြောပြီးပါပြီခင်ဗျားတို့ဒါကြောင့်အပြောကောင်းတော့လေအထောင်သက်တာတဲ့မကွေလီကျူးတော့လေမောင်ပန်းစီအမောပြေတယ်ပြေဦးလားပြေသားဒီလိုနင်းလာခဲ့ရမှမိပွေလီဇာတိမပြောက်အော်ခက်လိုက်တာငါဖြင့်အိမ်တောင်ရေးအဆင်မပြေတော့ပါဘူးအိမ်တောင်ကြတယ်ဆိုတာအစကအကောင်းမှတ်ငကူကဘလက်တက်နေကြတဲ့အခုမနေရတော့အနေကျပ်ပြီပေါ့တရားနာပိဿဒါကြောင့်ငါတို့မှများလည်းမှတ်ထားကြဟဲ့အိမ်တောင်ပြုတယ်ဆိုတာနည်းနည်းတော့ပြောရအောင်အဝိနိကဒုက္ခလေးကိုင်းစိုးကြည့်စမ်းဟဲ့နောက်ကစိုးကြည့်စမ်းမှာအပြိုဘဝစွန့်ပြေချ၍အိုရမှန်ရမိမများဤငါးပါးမလွဲအစင်းရဲကအမြဲလာစဉ်ရာသီဝင်၍မရွှင်နှုံးထရပန်းခွင့်ရ၏ပညာရှိများရေးထားတာရှင်းစရာမလိုဘူးဆိုဟဲ့တလတစ်ချိန်ဥရုပန်းခွင့်တာတစ်ခုလက်ချိုးခဲ့ဒါမှထိုမှတပါအစဉ်အဖြစ်လင်းသားအိမ်ရလက်ရောက်ပါ၍လက်အိမ်နောက်လိုက်တာတစ်ခုနောက်တစ်ခါဆိုလိုက်နိနအမှန်လင်းညင်းခံရလင်းညင်းတဲ့တာကိုခံစားတဲ့ခြေရင်းအလုပ်ကျွေးတစ်ခုသုံးခုဆိုလိုက်တဖန်မသွေးသားတန်တွေကိုနေရှိလာများပယူထားရှင်ကိုလာဆယ်လောက်တန်တွေလွယ်တာထည့်လိုက်တော့ဘယ်နှခုတော့လေးခုခဲ့ကြော်တော့မသွားနဲ့ဟုတ်လက်ချိုးဆိုလည်းမချိုးဘူးဆိုတော့မှထင်ရှားလာစေအချိန်တွေ့တော့မေမူမူတဝူနဲ့အထုဒုက္ခမွေးဖွားရသည်အဝိနိကဒုက္ခ၅ပါးတဲ့သာသမီမွေးဖွားတဲ့ဒုက္ခအကြီးဆုံးပေါ့ယောက်ျားဖောင်းစီမိန်းမမိနေတဲ့ဒေမီရှင်မီနှလီရှင်တွဲချိန်ငင်ကချင်းခွင့်ညာတင်ဆက်ရင်တင်မဲ့ဘက်ကများတင်မဲ့ဘက်ကိုချင်းခွင့်ရှာထွက်မနေနိုင်လို့သာအိမ်အောင်ပြုတ်နေကြကာမတ္တဝါမို့ဒါတော့ဆိုလိုက်စမ်းမအထုဒုက္ခမွေးဖွားရသည်ငါးဝအိမ်တောင်အပြစ်တော်အိမ်တောင်ပြုတ်တဲ့အပြစ်ပဲနဲ့ခုတော့ဗျာသူများပစ္စည်းခိုးတာမှမဟုတ်ဘဲနဲ့တပည့်တော်တို့မိမတွေအိမ်တောင်ပြုတ်တာအပြစ်ရှိသလားဗျာဟေးဖျားဟောတာတော့ငါမျက်စောင်းမထိုးနဲ့အိမ်တောင်ပြုတ်တာအပြစ်ရှိတယ်ဘယ်နှခုတော့ဟဲ့အဲ့ဒါအဝိနိကဒုက္ခခေါ်တယ်ဒါကြောင့်အရက်သေးလည်းပြောကြတာပေါ့ကောင်းပါလေတယောက်အိမ်ထောင်ကြသွားပြီရိုးရိုးပြောတာမှတ်ကောင်းပါလေတယောက်အိမ်ထောင်ကြသွားပြီအိမ်ကြီးဟူသောထောင်ကြီးထဲရောက်သွားတယ်မလွတ်လပ်တော့ဘူးလင်းမျက်နှာကြည့်ရရောက်ခမမျက်နှာကြည့်ရမှန်လားပြေးသားကြီးအပြိုးစင်းတုံးကမနဲ့မိုးလေးအိမ်ပေါက်စီရောက်အောင်သွားတဲ့ပွေလီယခုမလွတ်လပ်တော့ပြီမလွတ်လပ်တော့စဉ်းစားလာအော်ကိုပန်းစီတော်တယ်သွားခိုက်အိမ်ကသူ့အမေအိုကြီးရှိနေတော့ငါထင်တယ်လို့မသွားရသွားပြန်တော့လေသူ့သားကိုတိုက်အောင်မယ်မဖြစ်ဘူးဒီမိမကြီးဒီအိမ်မောကဆင်းမငါလွတ်လပ်နေရမယ်ကြံမဟဲ့
ကြံမဟဲ့ကြံတော့အမေဟိုကြီးကန်းလန်းတိုက်လာပြီပေါ့မောင်ပန်းစီတော်တွေကပြန်လာတော့ကိုပန်းစီတော့အမေကြီးကျုပ်ကိုဆဲတယ်ဆိုတဲ့မိရတော်နဲ့မင်းဒီလိုမပြောပါနဲ့ငါအမေဒီစိတ်ထားမရှိပါဘူးငါနဲ့တက်တက်လုံးနေလာတာရဘူးပြေသာအမေချစ်တဲ့သားဆိုတော့ရရလားပြေသာဘယ်လိုမှပြောမရဘူးနောက်မောင်ပန်းစီမရှိကြသမီးအမေဆမ်းပြုတ်တောက်ချင်တဲ့သမီးရဲ့ဆမ်းပြုတ်တောက်ချင်တဲ့ဆိုတော့ဆမ်းပြုတ်တော့ကျိုးပါရဲ့စားတပွင့်မှမခတ်ဖဲနဲ့တိုက်ဘယ်လိုနေမလဲဟဲ့ပေါ်တော့အရသာရှိရလားသမီးကြီးဆမ်းပြုတ်စားပေါ်လှကြီးလားပေးကြီးများလုံးနဲ့ဆိုတဆုပ်ကြီးခါပြန်တိုက်တော့ဘယ်နဲ့နေရတော့ဟဲ့ငါနာပေါ့သမီးကြီးဆမ်းပြုတ်စားတယ်ငါလှကြီးလားဒီတော့ပွေလီကဘာပြောတော့တရားနာပြိဿအမလေးစားပေါ်တော့ပေါ်တယ်ငန်တော့ငန်တယ်ဒီသက်ကြီးအိုမကြီးရဲ့အလိုကိုဘသူကလိုက်ပေါင်းနိုင်ပါမထုံးကြားရရလားအယကရောသူကအယမဲဆွဲလိုက်သေးအယကလှုပ်ပါဘူးပြေးတာအယကလှုပ်ခဲ့လားငြိမ့်နေတယ်သူ့အကြောင်းသိပြီလားနောက်အယကငြိမ့်နေလို့မြန်ဘုံဝင်မမြင့်နဲ့နော်ဒကမတွေသူ့မပြောချင်းလို့နှစ်ကောင်ဖြစ်မှရောက်လို့မှတ်သွားကြတချို့ကအယထဲဟဲ့ငါလိုကောင်မတတ်သိရှိထိကြည့်စမ်းငါလိုကောင်းမကဒီရက်ထဲကြောက်စရာမရှိဘူးဆိုလို့အရက်ငြိမ်းနေရင်သူကဘုံဝင်နေတယ်မမြင့်နဲ့ဗျအဲ့ဒါသူ့ပြောရမှာနှစ်ကောင်ဖြစ်မှကြောက်လို့ပွေလီဆိုတဲ့နာမည်သူတို့ပေးထားတဲ့နာမည်ဆိုတော့အရက်ကမလှုပ်ပြီးလှုပ်ရလားပြေးသားနောက်သမီးဂျဘိုးကြိုက်လုံးလို့ဆိုတော့လေတရားနာပြေးသားရေဂျဘိုးတော့ချပါရဲ့အဖွားကြီးအေးခင်းမြေကြီးပေါ်ခင်းသူတို့လည်းမရနှစ်ယောက်အိတ်တဲ့ဂျဘိုးတွေအဖွားကြီးအေးခင်းမောခါချနေမလှမ်းမဲနဲ့ပြန်တင်ညအဖွားကြီးပဲနဲ့နေပါလေသုံးယောက်စာကြိုက်တော့ပိုဆိုးကုန်တာပေါ့အဲ့ဒါလို့ဖြစ်နေတော့သမီးကြီးဂျဘိုးချတဲ့နေမှာဂျဘိုးကပိုကြိုက်လာကြီးလားဟမ်မလေးကြားကြရလားအယက်ကလို့ဂျဘိုးချတဲ့နေဂျဘိုးပိုကြိုက်တယ်ဆိုတာဓာတ်ကျုပ်ကိုသက်သက်မဲ့စော်ကားတာလှုပ်ဘူးအယက်ကနောက်မောင်ပန်းစီပြန်လာတော့လေတရားနာပိဿထမင်းလုံးတွေသူ့ဘာသူပြန်ကျဲလို့ကိုပန်းစီကြည်စမ်းတော့အမေကြီးထမင်းလုံးတွေကိုပြန်ကျဲထားလေကလေးကြနေတာပဲထမင်းဆိုတာအသက်သခင်ရှာရခွေရတဲ့တော့ကိုကျုပ်တနာတယ်တော့နဲ့ပြောပေပြီးမောင်ပန်းစီရခဲ့သေးဘူးဟဲ့ရရလားပိဿကြီးဓာတ်ချိန်ပြောမရနှစ်ချိန်ပြောမရနဲ့တရားနာပိဿရေဟာဒီကနေ့တော့မိပွေလီအိမ်ပေါက်ထိုင်ဆောင်တာမတွေ့ရတော့တွေ့ရလားပိဿကြီးဘယ်တွေ့မလဲပိဿအိမ်ထဲဝင်ပြီးတော့ညနေညနေတွေထုတ်မောင်ပန်းစီတော်တွေကပြန်လာတော့ကျူနေကြကျူတာမတွေ့ရတော့ဖြင့်လီလီရဲ့မင်းဘယ်ကိုထွက်လက်နေတာတုံးလီလီရဲ့လီလီရဲ့ဆိုပါလားခေါင်းနေကြတိုင်းပေါ့လေတွေ့နေကြတရားမတွေ့ရတော့အိမ်ထဲဝင်သွားမေမေဟဲ့တာပါတော့လီလီပဲသွားတော့မေရဲ့အသားရဲ့မင်းလီလီပဲသွားတယ်မသိပါဘူးအမေလည်းအိမ်မောကအိမ်အောင်မစင်းလို့မင်းလည်းတက်ကြည့်ပြီမဟုတ်လားသားရဲ့အနောက်ခန်းထဲရှိမလားသွားကြည့်ပါဦးအနောက်ခန်းထဲပြေးကြည့်တော့မတ်ပွေလီကကွေးကွေးကလေးဖြစ်ပြေးတာဘယ်လိုဖြစ်နေကရင်မော်ဟဲ့စောင်းပြီးတော့ကွေးကွေးကလေးမောင်ပန်းစီကကတင်စွန်းတင်မလွယ်လေးထိုင်လို့မတ်ပွေလီရဲ့နှစ်ဖူးပေါ်မှာရှိတဲ့ဆန်းစားကလေးများလက်နဲ့တက်လို့လီလီမင်းဘယ်လိုဖြစ်တယ်ကိုကိုပြောပါအောင်အမေကိုကိုပြောပါအောင်ဆိုပါလားပြေးတဲ့ရဲ့နှစ်ဖူးဆန်းကြည့်တော့ချွေးတွေနဲ့နေမကောင်းတာမှမဟုတ်ဘဲနဲ့ဇော်ချွေးတွေလက်ဖြားခြေဖြားဆန်းကြည့်ဖြားသွေးကမရှိမင်းချွေးနေတယ်ပါလားလီလီမင်းဘယ်လိုဖြစ်တာတော့မင်းလို့မရနှစ်ကြိမ်သုံးကြိမ်မေးတော့မကွေလီထထိုင်ထိုင်ပုံလေးလည်းမြင်အောင်ကြည့်ဒူးလေးမဆန့်မတင်းထားလက်နှစ်ဖက်နဲ့ရှက်ပြီးတော့ဒူးကလေးကိုပွေထားထိုင်ပုံလေးအနောက်ခန်းနဲ့မြင်အောင်ကြည့်မမြင်တတ်ရင်လည်းအိမ်ကြထိုင်ကြည့်မပွေလီထိုင်တာဒီလိုလေးဟဲ့လို့ဒူးကလေးမဆန့်မတင်းလေးပွေထားမြင်အောင်မှန်းကြည့်ကိုပန်းစီတော့ကိုကြုံမပြောပါရစေနဲ့ပြောချင်တဲ့စကားဒီကအစချီမှတ်ထားဟဲ့ပြောချင်တဲ့စကားဒီကအစချီလီလီလင်းနေမရဆိုတိုင်းမဲ့ကောင်းတိုင်းမဲ့မောက်မပြောရင်မင်းဘသူပြောမှာတော့ကိုပန်းစီရှင်ကပြောပါဆိုလို့သာကျမကပြောရမှာဒုတိယတစ်ဆင့်တော့အမေကြီးစူတယ်ဆဲတယ်ဆိုပေမဲ့တော်ကနားမထောင်ကိုပန်းစီတော့အမေကြီးနဲ့ကျုပ်နဲ့အတူတူနေလို့မဖြစ်တော့ဘူးတော့အမေကြီးကိုနေရင်နေမနေရင်ကျမဒီအိမ်မော်ကအဆင်းပါပဲကိုပန်းစီပြောလိုက်ရောပြောဒီလိုလဲပြောလိုက်ရောမောင်ပန်းစီပြူးသွားမျက်လုံးဒီလီမင်းပဲလို့ပြောလိုက်တာတော့မင်း
မဆင်းပါနဲ့မင်းမရှိရင်ကိုကမနေတတ်ပါဘူးကွဲလီလီရဲ့မှန်တော့တကားတို့မရှိနေတော့မနေတတ်ဘူးအမေနဲ့တော့ခွန်းတိုင်တယ်အမေနဲ့တော့ခွန်းတိုင်တယ်ဒါမျိုးမရှိမနေနိုင်ဘူးတဲ့လီလီမင်းတော့မဆင်းပါနဲ့ဟောမင်းတော့မဆင်းပါနဲ့ဆိုသူစကားကကြံသေးခင်ဗျားတို့ပြောသလိုပေါ့ဗျာသိတော့သိပါတယ်ကွာတဲ့ဒါပေမဲ့ဆိုတာလို့ပေါ့ဒါပေမဲ့ဆိုကြံသေးတယ်သို့တော်လဲဆိုဆုံးသေးဘူးနေပါအောင်ဆိုမသွားနဲ့ဗမာစကားအတော်များမျက်စိလေတရားကြီးမှန်လားပြိဿကြီးမင်းတော့မဆင်းပါနဲ့ဆိုရင်အမေဆင်းရင်ဆင်းပါလေဆိုတာရှင်းနေပါပြီပြိဿကြောက်ဆောင်ကြီးပြိုပြီပေါ့ပြိဿဘာကြီးပြိုတော့မေးရအောင်ဟဲ့တန်ဆောင်နဲ့ဘာဆောင်ထက်ကြောက်ဆောင်ကြီးတွေလေမြင်နှန်းဒီသားပဲသိကြမှာပေါ့နော်ရေတိုးချလိုက်တော့ကြောက်ဆောင်ကြီးတွေအကုန်ပြိုကြရေဆောင်ထက်ဘာဆောင်ထက်တယ်ရေဆိုင်ကြီးတွေဘလောက်ကြီးကြီးလေတိုက်ပါမသွားဘူးလားဟဲ့အခုမောင်ပန်းစီကြောက်ဆောင်ကြီးအမေကိုချစ်ပါတယ်ဆိုတဲ့သားမပွေလီကလေအမလေးမျက်ရည်ကလေးမကြခြင်းမနဲ့ကြာရေဆောင်ကလေးတိုက်လိုက်ပါဇက်ကတူလေးဆောင်ကလေးတိုက်လိုက်အမေချစ်ပါတယ်ဆိုတဲ့ကြောက်ဆောင်ကြီးမောင်ပန်းစီပြိုပြီးအဲ့ဒီနေ့ကစပြီးတော့အမေကိုစကားမပြောတော့ဒီကသူ့အမေစကားပြောရဲ့လားပြောတော့ဘူးဟဲ့စကားမပြောတော့အမေစဉ်းစားလာပြီပါစီလူကလေးမင်းအမေကိုစကားမပြောတော့ပါလားတန်တော့မင်းမရစကားအောင်မြင်ပြီထင်တယ်တူတူစကားပြောပါညာဘသူစကားအောင်လာတဲ့တော့ဟဲ့အမေပြောတော့တလတဲ့ဟဲ့မရပြောတော့ပါတဲ့ခဏပါဟဲ့ငါပို့လိုက်ရှင်လေတညဆိုကြာကြီးခဏဟဲ့မှတ်ထားကြကြည်တရားနာပရိသတ်ကြီးမောင်ပန်းစီခမရမရစကားအောင်မြင်လို့အမေစကားမပြောတော့တာရဲ့လူကလေးနေခဲ့ပြီတော့အမေရှိရင်ငါသားကြီးစိတ်မချမ်းသာဘူးငါသားကြီးအမေရှိနေသမျှစိတ်ဆင်းရဲမယ်မင်းမရကိုမင်းကအမေထက်ပိုချစ်တာကိုတာရဲ့ဟဲ့ဖွားနေညိအပြည့်တာကိုအိမ်အောင်ပြုတ်ကိုခိုင်းတာညီတာမရရှာပေးတာညီအပြည့်ညီခံတော့အိမ်အောင်ပြုတ်ကိုခိုင်းစဉ်အခါတုန်းကတာလေးပြောတဲ့စကားငါနားတွေကမထွက်ပါဘူးမမေကျွန်တော်အိမ်အောင်မပြုတ်ရစေနဲ့ကျွန်တော်မိမမယူရစေနဲ့ကျွန်တော်မိမယူရင်အမေဒုက္ခဖြစ်ပါလိမ့်မယ်ခမညာအမေကိုချွေးမကကျွန်တော်တော့ချစ်ပါမလားချွေးမဆိုတာသားနဲ့ဆက်မတော်ရတာပါအမေရဲ့တဲ့မလေးငါသားလေးအိမ်အောင်မပြုတ်ခြင်းမနဲ့ခိုင်းတာဖွာနေညီအပြည့်ဟဲ့ညီအပြည့်ညီခံဒီအိမ်မောမနေနဲ့ညီမြန်ဆင်းတော့အဝိစားလေးထုတ်ဆင်းတော့မယ်ပေါ့ပိဿအိမ်မောကပိဿကြီးဆင်းတော့မှလားဝိစားလေးထုတ်ပြီးအိမ်လေကားထက်ဆုံးကနေသားလေးမျက်နှာမြင်မလားလို့ကြည့်ဟိုကကြောပေးနေတယ်အမြင်မခံဘူးသားလေးမျက်နှာမြင်တော့နဲ့ဆင်းလိုက်တာလေကထစ်ချော်ကြအထုပ်တခြားလူတခြားအမလေးပြေးပါပြီတာလူကလေးပန်းစီရဲ့အမေကိုလာပြီးတော့ကြည့်လဲပါအောင်လိမ့်ကြတာမြင်တာဂယုမဆိုင်ဘူးပြိဿဟင်ငါသားနဲ့အမေနှစ်ယောက်ထဲရှိစဉ်အခါတုန်းကတော့အမေအိမ်ဦးကခွေးနေတဲ့ဆိုရင်ဖြင့်မမေစစ်ကြောလေးကလာကျွန်တော်စစ်ကြောထိုးပေးမယ်အမေရဲ့ညောင်ရင်ကျွန်တော်နင်းပေးမယ်အမေရဲ့အမေကိုပူတယ်လေရှင်တွေလေးတောက်လိုက်ပေါင်းလဲကျွန်တော်ကြိုပေးမယ်ပယုတ်စီလေးလေးပါအမေရဲ့တဲ့ခေါ်တော့ငါပယုတ်စီရှိမရှိတော့မသိဘူးငါရမ်းတုတ်တာဟိရလားခုခေတ်နဲ့မှတ်ရတာပေါ့ကြာပန်လားပီလားတော့မသိဘူးဒီလိုနဲ့တရားနာပြိတ္တကြီးဟင်းအဲ့တော့ငါကနေမကောင်းဘူးဆိုရင်ငါသားလေးပြုတ်သလောက်အခုတော့အိမ်မောကသေလှမျောပါလိမ့်ကြတာတောင်ဂယုမဆိုင်တော့ဘူးတာရဲ့လူဝဲလေးနေခဲ့ပြီတော့ငါသားရင်မျက်နှာကိုအမေမြင်ရမလားလို့ကြည့်ပေးမယ်လို့ကြောပေးနေလို့မမြင်ရအမေသွားမယ်ငါသားကိုလွှမ်းလိုက်ရတဲ့အမေခွဲမယ်လူလိမ္မာကြီးကြောင့်အမေမျက်ရည်မကျတော့ပါဘူးအောက်မေခဲ့ပေးမယ်လို့ခုတော့လေအမေမျက်ရည်ချောင်းစီပါမို့လားတာရဲ့လို့အမောင်ရတဲ့မှာတက်လေလူဝဲလေးရဲ့ပန်းစီရဲ့မမီကငယ်မြရဲ့စီငိုကကြီးပါလို့ဒီမြရဲ့မလေးအမေမြရဲ့ကြတော့ဘူးလို့အောင်းမေးခဲ့ပေးမယ်လို့ခုတော့လေအမေမြရဲ့60ပြီတာရဲ့60ပါဘောလားရဲ့လို့
Mummy king me yo si ngwani balo diri me kuyenga nong tama ngolo nane bimamari ma bimamari lugale neji ne ma kaung daဟုတ်တယ်ကျုပ်တစ်ပါးနဲ့6ကကတိုက်ငိုတယ်လို့မှတ်ပေါ့ဗျာဒေသကြီးအမင်းငိုဗလားပြိဿကျုပ်ငိုခြင်းကလည်းပြိဿမနေ့ကငိုခြင်းကလည်းပြိဿမနေ့ကငိုခြင်းဟုတ်တယ်သားနဲ့ပတ်သက်ရင်တော့သားမောင်ရတဲ့မှာသက်လေဒီတပုတ်ရှိသမီးနဲ့ပတ်သက်တော့လေသမီးရတနာရတဲ့မှာသက်လေဒီတပုတ်ရှိဘုန်းကြီးမင်းသားတွေလိုတရားနာပြိဿဆိုင်နေဝိုင်းနေမဟုတ်တော့ဒီလောက်ဆိုရင်ဒီလောက်ပဲငိုပြဖို့တော်တာပါမှန်လားပြိဿကြီးကြည့်တရားနာပြိဿငိုပြီးတော့အမေလို့သူဆင်းသွားတားဖို့မရပါဘူးအဖွားကြီးကရွာနောက်ဖျားရောက်ပြီးတော့တရားနာပြိဿသူများအိမ်နှစ်ဘေးမှာအဆွဲကလေးချပြီးတော့သူများခိုင်းတာလို့လှုပ်စားလာခဲ့တဲ့မိခင်ဟေးချွေးမမလိမ်မာတော့အိမ်ပေါ်ကဆင်းသွားရရောက်ခမဆိုတာအိမ်ဦးနတ်တဲ့ဟဲ့ငါထမများနဲ့အမများမှတ်သွားကြအသက်ကြီးတဲ့မိန်းမကြီးတွေလည်းမှတ်သွားအသက်ရှိတဲ့ရောက်ခမကြီးတွေရှိကြသေးတာကိုရောက်ခမဆိုတာအိမ်ဦးနတ်တဲ့မှတ်သွားကြကြည့်တရားနာပြိဿအခုအိမ်ဦးနတ်ကြီးချွေးမမလိမ်မာလို့ဒုက္ခဖြစ်ပြီးတော့ရွာနောက်ဖျားမောင်းငါထောင်းစားရမောင်းငါထောင်းစားရမှဇော်ခွန်းနဲ့လည်းအိမ်ကထွက်သွားရောပွေလီသားယောက်ျားလေးတယောက်ရပါတယ်ဟဲ့သားယောက်ျားလေးရတော့ပွေလီကပြောတယ်ဘာပြောတယ်ထင်တော့ကိုပန်းစီတော့အမေကြီးမင်္ဂလာမရှိဘူးအမင်္ဂလာမကြီးသူရှိလို့သားသမီးမရတာခုသူလည်းထွက်သွားရောသားသမီးရပြီတော့အမေကြီးမင်္ဂလာမရှိတဲ့အမင်္ဂလာမကြီးပါလားတော့ပြောဟဲ့မသိလျော်တာလေအဲ့ဒီစကားတရားနာပြတာတော့ဘာနှစ်ကြာပြီဟင်ကြည်ဆောင်လောကကြီးသူတော်ကောင်းတရားတွေသေကုန်ပြီသူတော်ကောင်းတရားတွေမရှိတော့ဘူးသူတော်ကောင်းတရားတွေမသေလို့ရှိရင်ပွေလီလဲသားမရတာရငါလဲအိမ်မော်ကမဆင်းရတာရသူစကားနှမျိုးနော်မဆင်းရတာရဆိုတာထားတော့သားမရဒဏ်ရာဆိုတဲ့စကားလေးအဓိပ္ပာယ်ပါတယ်ပါရောပေါ့တရားမသေးရင်ပွေလီသားမရဒဏ်ရာတရားမသေးရင်လည်းဟဲ့ငါအိမ်မှာရှိနေတော့ကတော့ငါသားလေးတောတဲ့ထင်းခွေသွားခိုင်းသူထင်းသလုံးမနေရငါမချန်တတ်တဲ့ဘုန်းကြီးဆိုတော့ပြောလိုက်တော့အခုငါလည်းအိမ်မောကဆင်းမလေရောငါသားလေးတောတဲ့ထင်းခွေသွားတဲ့သားကိုင်းကုံရောလို့ဆိုမှဒါကြောင့်သူတော်ကောင်းတရားတွေရှိလို့ရှိရင်ပွေလီသားမရတမ်းရအဲ့ဒီလိုတရားနာပြတာသူတော်ကောင်းတရားတွေသေပြီဆိုပြီးရွာအနောက်ဖက်ထွက်ပြီဗျတောင်းတလုံးနဲ့သမင်းအိုးတွေထက်ဆန်တွေထက်ပြစ္ဆုတ်တွေဝါတွေထက်ဂောကလန်တွေထက်နှမ်းတွေထက်ပြစ္ဆုတ်တွေဝါဆိုလက်နှီးစုပ်ပြောတယ်ဂောကလန်ဆိုတဲ့ရောင်းမပြောတယ်ဟုတ်သားဂောကလန်နာကြီးဗမာစကားများတယ်တချို့ကလက်နှီးစုပ်တယ်တချို့ကပြစ္ဆုတ်တွေဝါတယ်တချို့ကလက်ခုတယ်တချို့ကျတော့ပူကဲဟုတ်သားပူတဲ့နေရာသူမကဲတာကဲကြည့်တရားနာပြိဿရေးအဲ့ဒီလက်နှီးစုပ်တွေရောင်းမတွေနဲ့အကုန်လုံးထည့်ပြီးတော့တောင်းတဲ့ထည့်အဝတ်ဖြူစင်ကြယ်တွေဝတ်ပြီးတော့ဟောရွာအနောက်ဖက်သင်းချိုင်းထွက်ပြီပြုတ်တရားသေစွမ်းသပိတ်သွတ်မတဲ့ဗျလူငယ်တွေမလိမ္မာတော့ခွားကြီးကြံမိကြံရကြံကုန်ပြီတရားသေစွမ်းသပိတ်သွတ်မတဲ့ဒေသကြီးလူတွေသေတော့သပိတ်သွတ်တယ်လို့တရားလဲသေလို့သပိတ်သွတ်မတဲ့ရွာနောက်ဖက်ထွက်ပြီးလူတွေရဲ့အုတ်ခေါင်းကုံကိုဖိုကနောက်လို့တရားနာပြေးတာနှမ်းနေကြိတ်ဆန်းနေဆေးထမင်းအိုကြီးတဲလို့ဆံမင်းနဲ့ဖားရချပြီးဒီလှုပ်တော့တရားမင်းကြောက်ဖြာတင်းပြီးဒေသတရားမင်းပါဖြစ်တရားမင်းကြောက်ဖြာတင်းတော့တရားနာပြေးတာလူပြေကြီးလိုက်ငတ်ရန်သူရှိသလားရန်သူမတွေ့ဘူးသားသမီးတွေမလိမ္မာလို့အမေအိုဒုက္ခရောက်တာသိတဲ့ဖြင့်ဒီကိစ္စငါသွားဆုံးမတော်မယ်တရားကတရားနာပြေးတာရေကောင်းကင်ကနေလာရောဆိုကြပါစို့ကောင်းကင်ကနေလာပြီးတော့ပုံသားရောက်ဖန်ဆင်းပြီးတော့သင်္ချိုင်းမှာဆင်းသည်ပြေးတာတရားမင်းဆင်းမလားအဖွားကြီးကြမ်းမိကြံရကြီးကျန်တော့တရားမင်းဆင်းလာပြီးတော့အိုးဖွားကြီးတော့ဖွားနေဘာလို့တာတော့မေးဗလားပြိဿကြီးဩရတဝတ္တသုစီယလကိတကိစ္စနိကိဉ္ကုံမမရိသေးတဝါဘေထတိလာဒောဝတိတန္တုလာနိတီလောရနောဟေဟိတိကိတ္တဟေတုအဝတ်ဖြူစင်ကြယ်တွေဝစ်လို့နှမ်းနေတိတ်ဆန်နေဆေးပြီးတော့လူသေးကောင်းတွေရဲ့အုတ်ခေါင်းကိုဖိုးကနောက်လုပ်ပြီးတော့ခမရဒီနှမ်းထမင်းတွေကဘသူကျွေးမလို့တော့ဟဲ့ပုံတာငါစားဖို့မဟုတ်ဘူးလောကသူတော်ကောင်းတရားသေးလို့တရားသေးစွမ်းသပိတ်သွတ်မယ်။အော်တို့ဘွားနေတရားဆိုတော့ဘယ်သေးရုံထုံးစံရှိမလဲ။ဟင်တ
တရားမသိရင်ငါလည်းအိမ်မောကမဆင်းရပွေလီလဲသားမရတာရပြောပြောအကျိုးတွေအကြောင်းတွေအကုန်ပြောပြလိုက်တော့မှဟောတရားကပုံနာရောင်ဖြောက်ပြီးကောင်းကင်တဲ့ဣဒတရားကောင်းကင်တဲ့ဗလားပြိဿအယောင်ဝါချွန်တဲ့နဲ့တရားအယောင်ပြတရားအသိဉာဏ်ရဲ့လိုက်ပြီးအလုပ်လုပ်ရနော်တဲလွယ်တာမဟုတ်ဘူးပြိဿတရားအယောင်ပြမယ်အယောင်ပြကောင်းကင်ကနေပြီးတော့ဗာပြောတယ်ထင်တော့ဘာနေသူတော်ကောင်းတရားဆိုတာမသေးဘူးလူတွေကသူတော်ကောင်းတရားကိုလက်ခံမထားပဲနဲ့မသူတော်တွေတရားအဖြစ်တိုက်ထုတ်လို့သူတော်ကောင်းတရားဆိုတာသေရိုးထုံးစံမရှိဘူးလူယုံမာတွေရဲ့ထံမှာမနေပဲနဲ့ထွက်ပြေးတိမ်ရှောင်နေခြင်းသာဖြစ်တယ်တရားဆိုတာမသေးဘူးတရားမင်းဖြစ်တဲ့ငါတရားမင်းဘယ်မှာသေလို့လဲလို့တရားကပြောရောပြောတော့တရားမင်းတရားမသိရင်ငါလည်းအိမ်မောကမဆင်းရပွေလီလဲသားမရတာညာတော့ခွားနေဘယ်လိုသဘောကျသူတို့မိုက်တာပေါ့သားသမီးမအချင်းမြေးမအနှစ်ငါယောက်ျားလေးရတယ်ဆိုတော့ကိုယ်ပိုက်ဖိုင်ရနန်းရှုပ်ချင်းလှပြီးမြေးကလေးကိုချီချင်းလှပြီးရှင်းတော့ကဆမ်းမင်းအဖြူတပင်ပေါက်တော့ထွက်ခုတော့ဟုတ်ပါမြည်ချီကြမှန်လားပြိဿကြီးမြည်ချီချင်းလှပြီးဆိုတော့တရားမင်းကဒီကိစ္စကျုပ်ဖန်ဆင်းပေးမယ်ကျုပ်အကူကြီးပေးမယ်လို့တရားမင်းနဲ့တော့ခွားနေစကားပြောတော့တရားနာပြေးတာနွားကြောင်းသားတွေရွာထဲဝင်ပြေးလာကြဟေးကောင်းဒီရွာနောက်ဖက်တော့ခွားနေနဲ့ထက်ကခြုံကြီးနဲ့ဘာဖြစ်နေမှမသိဘူးဟာရွာထဲလန့်ကုန်တာပေါ့တော့ခွားနေနဲ့ထက်ကခြုံကြီးနဲ့ဆိုတော့တရားမင်းမမြင်ဘူးတော့ခြုံတက်တင်နဲ့ကိုယ်ကားတွေလျှောက်ပြောကုန်ရောရွာထဲကတရားနာပြေးတာကုန်ထွက်ပြေးလာကြလူအုပ်ကြီးနေဘူးတရားမင်းကကောင်းခင်ကပန်းစီနဲ့ပွေလီလဲပါလာပြီပန်းစီနဲ့ပွေလီကအမဲခြေတော့တစ်ဖက်စီဝင်ဖက်လို့မမေကျွန်တော်တို့မှားပါပြီကျမတို့မှားပါပြီလို့အဲ့တလို့တောင်းပန်လိုက်တော့အမေအိုကြီးကဘာပြောလို့မင်းတို့မှန်မှန်သိရင်လည်းပြီးတာပါပဲကွယ်လူကြီးဟေ့မင်းတို့နေတို့ထွက်ပြေးစားစရာတောက်စရာကုန်လို့ခေါင်းကဆိုင်ကလေးနဲ့ဝင်လာတော့ဘာပြောတော့ဒီတိုင်းပဲမဟုတ်လားကျွေးရတာပဲဟဲ့ဒါကြောင့်ရေးစည်းသာရှိတယ်ရေးစားမရှိအခုကြည့်မင်းတို့မှန်မှန်သိကျင်းတတ်ပါတယ်ဆိုပေမဲ့လို့တရားမင်းကဟဲ့ပန်းစီနဲ့ပွေလီအဖွားကြီးကျင်းတတ်ပေမဲ့ငါမကျင်းတတ်နိုင်နင်းတို့တွေဒီလုံးမိဘကိုမလေးမဆက်လောက်ကြလို့ဒုက္ခတွေဖြစ်ပြီးတော့မိုးလေဝသမမှန်အသီးအနှံငါမထွက်စီဝါရေးကကြက်တဲမသေးသေးနဲ့အရွယ်သေးကြမဖြစ်တဲ့အန္တရာယ်တွေဖြစ်ကြနင်းတို့မိုင်လုံးထွက်လုံးလို့ငါတရားမနေနိုင်မဲ့ဆင်ခံရသည်ပန်းစီနဲ့ပွေလီတို့ဒီကနေ့ကနောက်မိဘကိုသင်တို့စော်ကားရင်သင်တို့ခေါင်းရှိစိတ်ကွဲစေရဲ့အိမ်ခေါ်ပြီးတော့သက်ဆုံးတိုင်းလို့ကြွေးကြကုန်လောတရားမင်းဆုံးပါဘူးလားပြိဿဆုံးပါရဲ့ဗျာဒါကြောင့်ဘုရားကိုယ်တော်မြတ်ကသာဂတရားနိသူနိသယတတိသမောရမနာဂရမဝသိထာဗုဒ္ဓသနိတ္တသဥပါထေတုဒေဝနာမိန်ဒေနအဝိကဟိတာသာဂတရားနိထိုကစ္စည်းအနွယ်ဖြစ်တဲ့တော်ဟွမ်းနေသည်သူနိသယချွေးမဖြစ်တဲ့မိပွေလေးနဲ့တတ်တေကွာဂရံအိမ်နဲ့အဝသိထာနေကြလေပြီပုတ်တော်စသကလေးဒီ၎င်းနိတာစမြေကလေးဒီ၎င်းမတရမိခင်ဖြစ်တဲ့တော်ခွန်းနေကိုဒေဝန္ဒမိန်ဒေနာနတ်တွေကိုအစိုးရတဲ့ငါဖယားအလောင်းတရားမင်းကြီးအဝိကဟိတာချီးမြှောက်ထောက်ပံ့အပ်သည်ဖြစ်၍မတရမိခင်ဖြစ်တဲ့တော်ခွန်းနေကိုဥပထဟိန်သူအမြဲတစေလှုပ်ကြွေးကြလေကုန်တော်သတည်းဟဲ့တကားတဲ့ဖယားကအဲ့ဒီတုန်းကဝေလီကယခုမိမိပါနှင်းအထုတ်ခိုင်းနေတဲ့မိန်းမအရင်တုန်းကမိအမေကိုမရစကားနားထောင်ပြီးတော့အိမ်ကနှင်းထုတ်ခဲ့တဲ့မောင်ပန်းစီကမင်းဟဲ့အခုလေအဲ့ဒီတုန်းကတရားမင်းအဖြစ်နဲ့ဆုံးမခဲ့တာကငါဖယားအလောင်းပွဲလို့ဇက်တော်ကိုပေါင်းပါတယ်ပြိဿဒါကြောင့်တရားနာပြိဿကြီးမနဲ့ဖြင်ကမှာကျုပ်နောက်ဆုံးညဖြစ်ချင်းကြောင့်ဇတ်ထုံနာမယ်မှတ်သွားကြအလှဤနီကုန်းဆိုတာကျုပ်ခေါ်မှာဖြစ်ပါတယ်ဗျာနောက်ဆုံးညအကောင်းဆုံးဟောရမှာပေါ့အလှဤနီကုန်းဆိုတာအလှမှဝင့်နေတဲ့လူတွေအလှတွေဘယ်လိုနီကုန်းချုပ်သွားတယ်ဆိုတာနဲ့ဖြင်ကသိပါလိမ့်မယ်ဗျာဒါကြောင့်ဒီကနေ့ဒီနေရာမှာဒီလိုဟောကြားလိုက်တဲ့အချိန်ခါမှာဖယားအပမှာကပ်ပြီးတော့အတိတ်ဆက်ကိုနာကြရတဲ့တက္ကသီဒေသနာဝတာနေသောတာပတ္တိဖလေပဋိဋ္ဌာဟိဒေထီနဲ့ဝီစီကိစ္စပြုတ်ရသောတာပန်ဖြစ်ပါသည်။ဒါမေတ္တာပို့ကြဗျာဒီနေ့ပြီးပါပြီ။တကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေ။အားလုံးကိုရ
နေ့ညကြွရောက်လာကြတဲ့တရားနာပိသက်ကြီးချမ်းသာကြပါစေအားလုံးယနေ့ညကြွရောက်လာကြတဲ့တရားနာပိသက်ကြီးကျမ်းမာကြပါစေအိပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလည်းချင်းနေဘုံဘုံစီတွေပြစ်ပြသီးသီးသောမိမိတို့အိမ်ငယ်ဌာနသို့နိဝတ္တတုသိခံရတာပြန်ကြပေတော့နိဝတ္တတုမိဘတွေဘယ်လိုခုံရှိတော့လဲသားသမီးတွေလိမ်မာမခုံရှိမှမို့ဒါကြောင့်မိဘခုံဟာသားအပေါ်မှာတည်ပါသဖြင့်မိဘခုံကြီးသားမှာတည်တဲ့ဆိုတဲ့ဇလန်းကိုနာကြပြီးတော့မိမိတို့ဌာနသို့မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း